ဒီနေ့ညာလေးတို့ရဲ့လေဘေးကချောင်းလေးစီမှာခြေသွားထိုးကြမယ်ကဲနေတော့ဝင်တော့မယ်ကလေးတို့ရေအိမ်လေးပြန်ကြအောင်နော်ဝှချိုးတော့မယ်တိတ်တာဒါမှရောအောင်စောရအောင်ပါကဲလေလို့ပက်လို့လဲပြီးပြီဆိုတော့ဒီတိညစာအတွက်ဟင်းချက်တော့မယ်မြန်မြန်ဆန်ဆန်ဖြစ်တဲ့ငါးဟင်းလေးပဲချက်တော့မယ်အဲ့ငါးဟင်းလေးရလေသူတို့သားဖားရမ်းကြိုက်တာညံလဲညံနေတောင်ရဘက်ကကြီးလေးပြီးတဲ့ငါးရဲ့ချောင်းလေးရတာဆိုအရန်ချုံပါပဲလက်လက်ဆက်ဆက်လေးတော့ကြော်ကြလေးပဲချက်တော့ဟိုသားဖား3ယောက်ကလည်းငါးဟင်းကြိုက်တယ်ဆိုတော့ပြေပြီးအဆင့်ကြီးရဒီနေ့ကတော့ငါးကြော်ချက်လေးရဲ့အရွက်ကြော်လေးရဲ့ချက်မယ်ဟင်းချက်ပြီးလာခဲ့ကြတော့ကျုပ်ကြိုက်တဲ့ငါးဟင်းလေးပဲကွာကြိုက်တယ်ဆိုရင်ထည့်စားများများထည့်စားနော်ကလေးရောထည့်စားမီတို့လေကြောင်းဖုတ်စားကြမလားတို့ဒီညလေးကြောင်းဖုတ်စားကြမယ်နော်မီနာရောင်းကနဲ့နော်မီးတဲ့ကန်ရကျွန်းသွားအောင်မယ်ဖြည်းဖြည်း